လူတွေကပြောကြတယ်ရန်ညိုးဆိုတာမျိုးစီချစရာမလိုပဲအမုန်းတရားတွေရေလောင်းရုံနဲ့တင်ရှင်သန်နိုင်တဲ့အရာမျိုးတယ်ဒီနေ့ကျွန်တော်ပြောပြပြီးမဲ့အကြောင်းအရာလေးကတော့ကမ္ဘာမြေပုံပေါ်မှာသွေးအိုင်နေထက်နေတဲ့အကြောင်းအရင်းအစ္စလမ်နဲ့ဂျူးဘာသာဝင်နေကြကနှစ်ပေါင်း1000ကျော်ကြာခဲ့တဲ့ရန်ညိုးတွေအကြောင်းပါပဲဒါမဲ့ဒါဟာဘာသာရေးစစ်ပွဲတက်မဟုတ်ပါဘူးဒါဟာတအိမ်ဒီနေခဲ့တဲ့ညီကိုနှစ်ယောက်အိမ်မချင်းတူဝိမဲ့လမ်းခွဲခဲ့ရတဲ့ဒဇိန်နှစ်ယောက်တို့ရဲ့နာကျင်စရာဇလန်းတစ်ပုဒ်ပါလွန်ခဲ့တဲ့နှစ်ပေါင်း1400ခန့်မရီနာမြို့ရဲ့လမ်းချင်းလေးတွေထဲမှာအားတဲ့အတန်တွေရောဟီဘရုဂျူးလေယူလေသိန်းတွေရောရှက်နေခဲ့ဘူးပါတယ်အဲ့ဒီအချိန်မှာသူတို့ဟာရန်သူတွေမဟုတ်ကြပါဘူးတမန်တော်မူဟာမက်ဟာမဒီနာကိုရောက်လာတဲ့အခါဂျူးမျိုးနွယ်စုတွေကိုရင်ကွင်းပိုက်ခဲ့ပါတယ်ငါတို့ဟာတမြေရီနေတရေတဲတောက်တဲ့အတိုင်းဝဲမဲ့ဆိုတဲ့မဒီနာဗြိညင်နဲ့စာချုပ်ချုပ်ခဲ့ကြပါတယ်အဲ့ဒီစာချုပ်အရဂျူးတွေဟာသူတို့ဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလိုမြို့ကိုရန်သူတိုက်ခိုက်ရင်လည်းအတူတူကာကွယ်မဲလို့သဘောတူခဲ့ကြပါတယ်အဲ့ဒီအချိန်မှာအဓိကဂျူးမျိုးနွယ်စုကြီး၃ခုရှိပါတယ်ဘနူးကီနူကာဘနူးနာတိဘနူးကူတိုင်းစာတို့ပဲဖြစ်ပါတယ်ပထမဆုံးအကြောင်းဘနူးကီနူကာစင်မီကဗဒက်တိုက်ပွဲအပြီးမှစတင်လောင်ခဲ့ပါတယ်မွတ်စလင်တွေအောင်ပွဲရလာတဲ့အခါဂျူးမျိုးနွယ်စုတွေနဲ့တင်းမာမှုတွေဖြစ်လာပါတယ်ဖြစ်ရတဲ့ခုမှတော့ဂျူးစည်းတဲ့တအုပ်ကမွတ်စလင်မျိုးသမီးတအုပ်ကိုစနောက်စော်ကားရကနေလူသက်မှုအထိဖြစ်ပွားခဲ့ပါတယ်ဒါဟာမရီနာဗရီညင်ကိုချိုးဖောက်တယ်လို့ယူဆပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်နောက်ဆုံးမှတော့ဒီမျိုးနွယ်စုဟာသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုထားရစ်ခဲ့ပြီးမဒီနာကနေပထမဆုံးနှင်ထုတ်ခံခဲ့ရပါတယ်လောက်ကျန်မှုနဲ့ဒုတိယမျိုးနွယ်စုဘနူးနာတိဒုတိယအလှည့်ကတော့ဘနူးနာတိမျိုးနွယ်စုပါသမိုင်းမှတ်တမ်းတွေအရတမန်တော်မူဟမ္မဒ်ဟာသူတို့စီကိုတွားရောက်ဆွေးနွေးစဉ်မှာဂျူးကောင်းဆောင်တချို့ကတမန်တော်ကိုအပေါ်ကနေကြောက်တုံးကြီးနဲ့ဖိသက်ဖို့ကြံစည်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုကြမှုပေါ်ပေါက်သွားတဲ့အခါမှာတော့တိုက်ပွဲတွေဖြစ်ပါပြီးသူတို့လည်းနှင်ထုတ်ခံခဲ့ရပါတယ်သူတို့ဟာခိုင်ဘာဘက်ကိုထွက်ပြေးသွားကြပြီးအဲ့ဒီကနေမွတ်စလင်တွေကိုပြန်လည်တိုက်ခိုက်ဖို့စီစဉ်ခဲ့ကြပါတယ်အပြင်းထန်ဆုံးညီကူဘနူးကူတိုင်းစာနောက်ဆုံးကြံခဲ့တဲ့မျိုးနွယ်စုကတော့ဘနူးကူတိုင်းစာပါသူတို့ကတော့အပြင်းထန်ဆုံးတန်းကိုခံခဲ့ရပါတယ်တုတ်ချင်းစစ်ပွဲဖြစ်နေချိန်မှာသူတို့ဟာမဒီနာမြို့ကိုဝိုင်းထားတဲ့ရန်သူနဲ့လှုပ်ဝက်ပူးပေါင်းပြီးမွတ်စလင်တွေကိုနောက်ကျောကနေဓာတ်နဲ့ထိုးဖို့ကြိုးစားခဲ့ပါတယ်ဒါဟာနိုင်ငံတော်တစ္ဆာဖောက်မှုလို့သတ်မှတ်ခံရပါတယ်စစ်ပွဲပြီးမှသူတို့ရဲ့ယောက်ျားသားတွေအလုံးတက်ခံရပြီးမိန်းကလေးနဲ့ကလေးငယ်တွေကတော့တုံမဲ့အဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်ဒီလိုနဲ့မဒီနာမှာဂျူးတွေမရှိတော့ပြီမဲ့ရန်ညိုးကတော့မပြီးသေးပါဘူးAD 628ခုနှစ်တနစ်အကြာမှာတော့အရင်ကနှင်ထုတ်ခံထားရတဲ့ဂျူးတွေစုဝေးတဲ့ခိုင်ဘာခန်တဲ့မြို့တော်ကြီးကိုတမန်တော်ကချီတက်ခဲ့ပါတယ်ခိုင်ဘာဟာကြောက်တောင်ဒီပေါ်မှာတီဆောက်ထားတဲ့လက်နက်တိုက်ကြီးတစ်ခုပါခိုင်ဘာဆိုတာအဲ့ဒီခေတ်ကဂျူးတွေရဲ့အခိုင်မာဆုံးခံတဲ့မြို့တော်ကြီးလည်းဖြစ်ပါတယ်ဒီနေရာမှာနေထိုင်တဲ့ဂျူးတွေဟာစိုက်ပျိုးရေးမှာရောလက်နက်ထုတ်လုပ်ရေးမှာပါအလွန်ကျွမ်းကျင်ကြပါတယ်သူတို့ဟာကြောက်တောင်ဒီပေါ်မှာတီဆောက်ထားတဲ့ခိုင်ခန့်လွန်းတဲ့ခံတဲ့ကြီးခုနှစ်ခုအထိရှိပါတယ်မဒီနာကနေနှင်ထုတ်ခံရတဲ့ဂျူးမျိုးနွယ်စုအချို့ခိုင်မာမှာလာရခိုလုံပြီးနောက်အစ္စလမ်အတိုင်းဝတ်တဲ့ခိုင်ဘာချမှာတင်းမာမှုတွေဟာအထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်တိုက်ပွဲအလဲပြောင်းနဲ့အလီဒန်နာကြီးတိုက်ပွဲကရက်ပေါင်း20ကျော်ကြာခဲ့ပါတယ်မွတ်စလင်စစ်သည်တွေဟာခံတဲ့တစ်ခုပြီးတစ်ခုကိုခက်ခဲစွာတိုက်ခိုက်ခဲ့ရပေမဲ့အခုမောဆိုတဲ့အဓိကခံတဲ့ကြီးကိုဘယ်လို့မှထိုးဖောက်လို့မရခဲ့ပါဘူးစိတ်တတေကြာဆင်းနေတဲ့အချိန်မှာတမန်တော်မူဟမ္မဒ်ကမနက်ဖြန်မှဒီအလံကိုဖျားသခင်နဲ့သူ့တမန်တော်ကိုချစ်မြတ်နိုးတဲ့သူဖျားသခင်ကအောင်ဝဲပြီးမဲ့သူကိုငါပေးမယ်လို့မိန့်ကြားခဲ့ပါတယ်နောက်တစ်နေ့မှတော့တမန်တော်ရဲ့ညီဝန်ကလေးဖြစ်တမန်လေးဖြစ်တဲ့အလီဟာရှေ့ထွက်လာခဲ့ပါတယ်ဒန်နာကြီးတွေအရာအလီဟာခံတဲ့ရဲ့ကြီးမားလာတဲ့တန်တကားကြီးတွေကိုလက်တစ်ဖက်ထဲနဲ့ဆွဲဖြုတ်ပြီးဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်ခိုင်ဘာရဲ့အပြင်းထန်ဆုံးစစ်တီတော်မာဟတ်နဲ့အလီတို့ထိတ်တိုက်ရင်ဆိုင်မှုဟာတမိုင်းမှာအခုထိပြောစမပြုရတဲ့အခိုက်အတန့်ပါပဲစစ်ပွဲအပြီးကနာကျင်စရာသင်ခန်းစာခိုင်မာကြဆုံးပြီးနောက်မှာတော့ဂျူးတွေဟာသူတို့ရဲ့စိုက်ပျိုးရေးထွက်ကုန်တဝက်ကိုအခွန်အဖြစ်ပေးဆောင်ပြီးအဲ့ဒီမြေမှာဆက်လက်နေထိုင်ခွင့်ရခဲ့ပါတယ်
ဒါပေမဲ့ဒီစစ်ပွဲဟာနှစ်ဖက်စလုံးရဲ့ရင်ထဲမှာမီးဖြောက်လို့မရတဲ့အမားရွက်တွေချန်ထားခဲ့ပါတယ်မွတ်စလင်တွေအတွက်တော့ဒါဟာဖျားသခင်ပေးတဲ့ကြီးမြတ်တဲ့အောင်ပွဲတစ်ခုဖြစ်ပေမဲ့ဂျူးတွေအတွက်ကတော့သူတို့ရဲ့ဂုဏ်သိက္ခာနဲ့အင်အားစုတွေပြိုလဲသွားတဲ့နာကျင်စရာနှိမ့်တနေပါပဲဒီနေ့ခေတ်အထိအရှိလေပိုင်းဆန္ဒပြပွဲတွေမှာခိုင်မာကိုတတိယလိုက်စမ်းမှာဂျူးတို့ရေးဆိုတဲ့ကြွေးကြော်သံတွေကြားနေရတော့မှာပဲဒါလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကဒဏ်ရာတွေကိုအခုထိစားနဲ့ပတ်သက်လို့ဖြစ်စေခဲ့တာပါကျွန်တော်တို့သမိုင်းကြောင်းကိုလေ့လာတဲ့အခါအောင်ပွဲနဲ့ရှုံးနိမ့်မှုတဲ့ဒီဖြစ်ရတီကနေကြံခဲ့တဲ့အမုန်းတရားရဲ့တက်တန်းကိုသတိထားမိဖို့လိုပါတယ်ခိုင်မာစစ်ပွဲဟာမြေပြင်မှာပြည်ဆုံးသွားခဲ့တာမှန်ပေမဲ့စိတ်တဲ့ရေးရာစစ်ပွဲကတော့ဒီနေ့အထိဆက်ဖြစ်နေတော့မှာပဲဒီနေ့ကျွန်တော်ပြောခဲ့တာတွေဟာဘာသာရေးကြောင့်ဖြစ်တဲ့ရန်ပွဲတွေတဲ့တစ္ဆာဖောက်မှုနေမီလူမှုနဲ့ဂုံတိတ်ခါတွေရဲ့အားပြိုင်မှုတွေပါအဲ့ဒီကနေကြခဲ့တဲ့သွေးတွေဟာအခုခေတ်ဂါဇာနဲ့အစ္စရေးမြေပြင်ပေါ်မှာပြန်လဲပေါက်ဖွားနေတယ်လို့ပါပဲတမိုင်းဆိုတာမှန်တဲ့ချက်ပါအတိတ်ကအမှားတွေကိုကျွန်တော်တို့ပြင်လို့မရပေမဲ့အဲ့ဒီအမှားတွေကနေသင်ခန်းစာယူပြီးအနာဂတ်မှာအမုန်းတရားတွေကိုရက်တက်နိုင်ဖို့ကျွန်တော်မျှော်လင့်မိပါတယ်ဒီဇလန်လေးကိုနားဆင်ပြီးပရိသတ်တို့ယင်ထဲမှာဘယ်လိုခံစားရပါသလဲတမိုင်းရဲ့ကွယ်ရာကအမှန်တရားတွေကိုသိဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်နောက်ထပ်ရင်ကုန်စရာတမိုင်းကြောင်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲငြိမ်းချမ်းကြပါစေခင်ဗျာ